ညောင်ဝင်းနိုင်ဘာလုပ်နေရလဲ ခင်ဗျားကိုဘယ်နဲ့ပဲမခေါ်ဖို့ဘယ်နဲ့ကပြောရမလဲကိုရမ်းဆယ်ရင်ကျောင်းသားကြီးလည်းမဟုတ်တော့လုံတဲ့ပဲရောက် အေးအလုပ်ထဲရောက်တော့ဘာဖြစ်လဲအဖေနာမည်ခေါ်လို့မရတော့လားဟဲ့ငါအဖေနာမည်ကိုမင်းသိနေရပဲငါအဖေနာမည်ကျော်ဝင်းကွာခေါ်လေကွာဟဲ့ခေါ်ကြည်စမ်းပါအဖေနာမည်တက်ပြီးတော့ဆဲလေကွာဟဲ့ခေါ်ကြည်စမ်းပါဝင်းနိုင်စောက်ပေါ်ဝင်းနိုင် ကဲအဲ့ဆိုရင်ဒီချက်တွေအားလုံးရှိเนาะချက်လက်တွေအားလုံးအသေးသေးချင်းဒီ project ကငါတို့ကုမ္ပဏီတွေအရေးကြီးတဲ့ project အဲ့တော့အကုန်လုံးအစားနေပြီးတော့ငါနောက်တစ်ခေါက်ထပ်ရှင်းပြမယ်မရှင်းတာရှိရင်ငါ့ကိုမေးလို့ရတယ်เนาะအဲ့တော့မိတ်ကပိုင်းကမိတ်ကပိုင်းတောင်းယူပြီးလို့ရှိမယ်ဒီတိုင်းလေးပိုင်းတောင်းယူပြီးလို့ရှိမယ် driver တွေ DOP တွေ cameraman တွေကိုစာချုပ်ချုပ်ဖို့တောင်းယူပြီးလို့ပြီးတယ်เนาะစာမဝယ်နိုင်တာပိုင်းကိုကြည့်ရတဲ့အချိန်ပြီးတော့ဒီမှာငါတို့သွားမယ့်နေရာကိုရှင်းတယ်အဲ့ဒီ permission ကိုတက်နေတော့ဝယ်နိုင်နော်အဲ့ပြီးတော့လို့ရှိရင်ငါတို့ setting စင်းနေ setting စင်းပိုင်းကို setting ဘက်ကလိုအပ်တဲ့လူတွေလုပ်ပြီးတယ်နော်လိုအပ်တာတွေမေးချင်ကြလို့မရဘူးရေဦးကြီး setting မရှိရရင်ဝယ်ဖို့ဆင်းလိုက်ကိုမျိုးတွားပြီးစုပေးထားနော်အဲ့ဒါကိုသေးသေးစုပေးထားပြီးတော့တခြားဘက်က ဆရာဟိုကျွန်တော် project နဲ့ပတ်သက်ပြီးတော့ကျွန်တော်သူ့ကိုပြချင်တော့ပါဗျာ ပေး ဟုတ်ကဲ့ချင်းရော ဒီစင်ကြီးရလား ဟုတ်ပြေးပါတယ် โอเคအဲ့တော့အားလုံးနဲ့ပါတနာဖြစ်တို့တဲ့ကုမ္ပဏီက operation driver တယောက်နဲ့အောင်မင်းတို့မိတ်ဆက်ပေးမယ်ခုထားပါဒါတော့ငါတို့နဲ့တို့တဲ့ကုမ္ပဏီက operation driver ခုနာမည်လေးမိတ်ဆက်ပါ ကိုနာမည်ကတော့ ခွဲမှသာကြော်ရင် ကျော်ဝင်းပါ